ကားမောင်းတက်တန်း10နှစ်ကျော်မရှိပဲမမောင်းတဲ့ကချင်ပြည်နယ်ဗမော်လွယ်ကျဲလမ်းလမ်းပိုင်းဟာမိုင်90ကျော်လောက်ပဲဝေးပေမဲ့တကယ်တောင်ပေါ်လမ်းစစ်ဖြစ်ပါတယ်လမ်းတစ်လျှောက်မှာသပင်ကောက်ဝေးတွေထက်ပိုဆိုးတဲ့ဝေးကောက်တွေရှိပြီးတစ်ဖက်မှာ6ကမ်းပါးတွေရှိနေတာကြောင့်ကားဆရာတွေဟာစက္ကန့်မလက်တတိထားမောင်းနေကြရပါတယ်ဒီလမ်းရဲ့အဆိုးဆုံးအချိန်ဟာမိုးရသည့်ပါလမ်းအခြေအနေကကတ္တရာထက်မြင်းနီလမ်းပိုင်းတွေများတာကြောင့်မိုးရွာရင်ကားပြီးတဝက်မကမြုပ်တဲ့ဝက်ကျင်းတွေဖြစ်ပေါ်တတ်ပါတယ်ကားတစ်စီးနဲ့တစ်စီးပေါ်ထဲမှာရှေ့တိုးမရနောက်ဆုတ်မရပိတ်မိနေတာမျိုးတွေရှိတတ်ပါတယ်တခါတရံကီလိုမီတာအနည်းငယ်ကိုဖြတ်ဖို့ရက်တော်ကြာအောင်စောင့်ဆိုင်းရတာမျိုးတွေလည်းရှိပါတယ်လမ်းပေါ်မှာဖြတ်တန်းရတဲ့မခန်းသားတဲ့ကားသမားတွေရဲ့ဘဝကတော့အတော်လေးရုန်းကန်ရပါတယ်ကားပြည့်ရင်လာပြင်ပေးမဲ့သူမရှိလို့ကားဆရာကိုယ်တိုင်ကအင်ဂျင်ကအစအောက်ပိုင်းအထိနှက်ဆက်ဆက်တီးထားရပါတယ်ကားလမ်းပိတ်ရင်ဒါမှမဟုတ်ဝက်ကြုံရင်ကားပေါ်မှာပဲအိတ်ကားနားမှာပဲချင်းနဲ့ချက်ပြုတ်စားတောက်ရတဲ့တွေးကြုံတွေကသူတို့အတွက်တော့နေ့စဉ်ဘဝပါလမ်းမှာတစ်စီးကြုံရင်နောက်တစ်စီးကဝိုင်းဆွဲပေးတာကြိုးကြိတ်ပေးတာမျိုးတွေနဲ့တောင်ပေါ်မြေပြန့်သားမခွဲခြားပဲလူမျိုးပေါင်းစုံကားသမားများကတဦးပေါ်တဦးကူညီရတဲ့လမ်းပေါ်ကတန်ရောစင်တွေလည်းဒီလမ်းမှာပြည့်ရှိပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင်အသေးပေးပြီး share ပေးကြပါဦးရှင်